ဒီနေ့မှာတော့ Iowa app အသုံးပြုတဲ့အခါမှာ Apple တို့အတွက်အသုံးတည့်မဲ့ features တွေကိုရှင်းပြပေးချင်ပါတယ်။ပထမတစ်ခုကတော့အင်ရချက်ပဲဖြစ်ပါတယ်။ Iowa app application မှာရှိတဲ့အလုံးအိမ်ချက်မြေနေထိုင်မှုဆိုင်ရာဝန်ဆောင်မှုပေးတဲ့သူတွေကိုဓာတ်ရိုက်စကားပြောလို့ရပြီးတော့အချက်လက်တွေစုံစမ်းနိုင်ပါတယ်။ဒါအပြင်ဂျပန်နိုင်ငံအကြောင်းစိတ်ဝင်စားတဲ့သူအချင်းချင်းမိတ်ဖွဲ့ပြီးတော့အပြန်အလှန်စကားပြောဆက်သွယ်နိုင်ပါတယ်။ text message တစ်ခုတည်းမဟုတ်ဘဲနဲ့ file တွေဓာတ်ပုံနဲ့အသံ file တွေလည်းပို့လို့ရလို့တော်တော်လေးအသုံးတည့်ရနော်။နောက်တစ်ခုကတော့ job filter ပါအလုပ်ရှာမယ်ဆိုရင် feed မှာမြင်သမျှကိုလိုက်ကြည့်ကြမလို့တော့ပါဘူး Iowa app application ရဲ့ job category မှာဆိုရင်ကိုယ်နဲ့ကိုက်ရဲ့အလုပ်ခေါ်စာတွေကို search bar မှာတစ်ဆင့် filter ခံပြီးတော့ရှာဖွေနိုင်ပြီနော်အရင်ဆုံးကိုယ်အလုပ်လုပ်ချင်တဲ့နယ်ပယ်ကိုရွေးမယ်ကိုပေးနိုင်တဲ့အချိန်ပုံမူတည်ပြီးတော့ full time part time တစ်ခုတည်းကိုရွေးမယ်ကိုနေမဲ့နေရာနဲ့ညီမဲ့မျိုးကိုရွေးနိုင်မယ်အပြင်ကိုလိုချင်တဲ့ salary range ကိုလည်းရွေးပြီးတော့ရှာဖွေနိုင်ပါရဲ့ဒါဆိုရင်အချိန်ကုန်လည်းတက်တာမယ်အပြင်ကိုနဲ့ကိုက်ညီရဲ့အလုပ်ကိုလည်းမြန်မြန်ဆန်ဆန်တွေ့ရှိနိုင်မှာပဲဖြစ်ပါရဲ့နောက်တစ်ခုကတော့ Iowa app application ထဲမှာ post တွေတင်ထားလို့ရမယ် save feature ပဲဖြစ်ပါရဲ့တင်ထားတဲ့ post တွေကိုပြန်ကြည့်ချင်ရင်လည်း user profile တွေက save post မှာအချိန်မီပြန်ကြည့်နိုင်တယ်နော် Iowa app application ထဲမှာကိုတင်ထားတဲ့ post တွေကို feed ပေါ်မှာအခြားသူတွေမြင်စေချင်တော့ဘူးဒါပေမဲ့ post ကိုဖျက်လည်းမဖျက်ချင်ဘူးဆိုရင် archive feature ကိုအသုံးပြုနိုင်ပါပြီဒါအပြင် Iowa app application မှာ hide and report feature လည်းပါလာပြီနော်ကိုယ့်ရဲ့ feed မှာမမြင်ချင်တဲ့ post တွေကို hide လုပ်ထားနိုင်မယ်အပြင် community အတွက်မသင့်တော်တဲ့အကြောင်းအရာတွေတွေ့ရင် admin တွေက action ယူနိုင်အောင် report လုပ်နိုင်မှာပဲဖြစ်ပါရဲ့နောက်ပြီးတော့ IU app ကိုအသုံးပြုရမှာပုံမှန်လွယ်ကူအဆင်ပြေစေဖို့အတွက် user profile ရဲ့ညာဘက်အောက်မှာ user guideline ဆိုတဲ့အသုံးပြုပုံလမ်းညွှန်ကိုထားရှိထားရနော်ဒီတော့ Apple Store အနေနဲ့ IU app ကိုသုံးရင်ဒီ features တွေကိုစမ်းသုံးကြည့်ကြနော် Iowa app mobile application ကို download မလုပ်ရသေးတဲ့ Apple Store တွေနဲ့ Google Play Store နဲ့ App Store များမှာတစ်စက်အခမဲ့ရယူပြီးတော့အသုံးပြုနိုင်ပါပြီရှင် Walk Up Liver Connect app with Iowa app